မမေ့မလျော့ဘယ်လိုနေကြလဲလောကလူတွေဟာဒီညီညွတ်တော်လဲမေ့မေ့လျော့လျော့နေကြတာရှိတယ်မေ့လျော့တယ်ဆိုတာဘာကိုပြောတာတော့ဆိုအပြောအပါးတွေလိုက်စားပြီးတော့ကိုယ်စိတ်နော်ကိုယ်စိတ်ကိုအာယုံကာမဂုဏ်တွေထဲမှာလွတ်ထားတာဟာဒါမေ့လျော့တယ်လို့ခေါ်တယ်ပေါ့တဘာဝတရားကိုမစဉ်းစားနိုင်မဲနဲ့ကာမဂုဏ်အာယုန်နေတဲ့စိတ်ကိုလွတ်ထားတယ်ဒါဟာမေးလျော့ခြင်းပဲတစ်ဖက်ကနေကြည့်မယ်ဆိုရင်စဉ်းစားကြည့်ပေါ့ဘုန်းကြီးတို့တွေဟာမမေ့လျော့သင့်ဘူးဆိုတာဘာလဲလို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ဖို့မမေ့မလျော့သင့်ဘူးကုသိုလ်ကောင်းမှုလုပ်ဖို့တတိယရဟာမမေ့မလျော့ခြင်းပဲဖြစ်တယ်လူလောကရောက်လာတဲ့အခါမှာစားเสียရှာရတာတို့နေเสียရှာရတာတို့နော်ဒါတွေကသဘာဝသာလင်ဖြစ်တယ်လောကမှာတိရစ္ဆာန်တွေဟာလည်းပဲတူတူပဲအိတ်စားကာမလို့ဆိုတဲ့အတိုင်းအိတ်ဓာရဲ့စားရရဲ့ကာမဂုဏ်ရဲ့ဒီသုံးမျိုးကတော့တရားတိုင်းမှာရှိကြတယ်အဲ့ဒီသုံးမျိုးတိုင်းနဲ့ပဲအချိန်ကုန်နေမေ့လျော့တယ်လို့ခေါ်တယ်လူတွေကလည်းနေ့စဉ်နဲ့စီးပွားရေးကိစ္စတစ်ခုတည်းနဲ့အချိန်ကုန်နေမေ့လျော့တယ်လို့ခေါ်တယ်။ဘာဖြစ်လို့တော့ဆိုတော့စဉ်းစားကြည့်ပေါ့။စားစရာတို့ဝတ်စရာတို့နေစရာတို့စီးပွားရေးကိစ္စဒီကိစ္စတွေနဲ့ကြီးပဲအကုန်အချိန်ကုန်ပြီးတော့နေမယ်ဆိုလို့ရှိရင်လူရဲ့ဘဝတသက်တာကာလဆိုတာသာဝရမှာမဟုတ်တာမကြခင်ပဲကုံဆုံးသွားမှာအချိန်ဆိုတာသာဝရရွေရှားနေတဲ့အရာကြီးတာဖြစ်တယ်အချိန်ကုန်သွားလို့ရှိရင်ဒီထဲကဘာအကျိုးတွေရလိုက်မှာလဲဘာမှမရဘူးကိုလုံးနေတဲ့အလုပ်တွေဟာတဘဝတဏ္ဍစာအတွက်တည်းကြီးပဲတန်တရားအတွက်လည်းဘာမှပါမှာမဟုတ်ဘူးနောက်ဘဝအတွက်ဘာမှပြင်ဆင်ထားမှုမရှိဘူးဒီဘဝဖြစ်လာတဲ့ဘဝမှာမေ့မေ့လျော့လျော့အာယုံကာမဂုဏ်တွေထဲမှာစိတ်ပြောသလိုနေသွားပြီးတော့သေဆုံးသွားတဲ့အခါကျတော့ဘာမှပါမလာတဲ့အပြင်အကုသိုလ်တွေနဲ့သွားရတဲ့အခါနောက်ဘဝမှာဒီတဲ့ပူနှိမ့်ချသွားနိုင်တယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မလို့ဘဝရလာတဲ့အခါမမေ့မလျော့နေရမယ်မမေ့မလျော့ဆိုတာတန်ဖိုးရှိတဲ့အလုပ်ဟာဘာလဲအဲ့ဒီတန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ဖို့လိုတယ်ပေါ့တန်ဖိုးရှိတယ်ဒီဘဝတည်းမဟုတ်ဘူးတန်တရားမှာဘဝကောင်းစားဖို့အတွက်ဘာတွေလုပ်သင့်တယ်လဲဆိုတော့ဒီဘဝနေတဲ့ပုဂ္ဂိုလ်တွေဟာစားเสียနဲ့ဝတ်เสียနဲ့ဒါလည်းအချိန်ကုန်ရမှာလားမဟုတ်ဘူးလုပ်เสียတွေဘာတွေရှိတော့ဆိုရင်အသိပညာတွေစီးပူအထောက်ရမယ်အသိပညာဆိုတဲ့နေရာမှာစီးပွားရေးပညာလည်းပါမယ်လူမှုရေးပညာလည်းပါမယ်ဒီတဲ့အရေးကြီးတဲ့ပညာကတော့လုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိတဲ့အသိဓမ္မပညာမျိုးဆိုတာစီးပူအထောက်ရမယ်အဲ့ဒီလိုမှမသိဘူးဆိုလို့ရှိရင်ကိုယ့်ဘဝဟာတန်ဖိုးအလွန်နည်းသွားလိမ့်ဒါကြောင့်မို့ရလာတဲ့ဘဝရဲ့အသိတွေမရရအောင်ကြိုးစားရှာဖွေကြရအသိရှိတဲ့လူသားတစ်ယောက်ဖြစ်ဖို့လုပ်ရမယ်အဲ့ဒါကိုမမေ့မလျော့နေတယ်လို့ဒီလိုပြောတာ